မျိုးသားသည်သူတဘောကြနေသောကောင်မလေးကသူ၏ပြိုင်ဘက်၏အစင်းမြင့်စိန်ခံကားပေါ်တွင်ထိုင်နေသည်ကိုမတော်တဆမြင်လိုက်ရသဖြင့်ရင်ထဲတွင်မနာလိုဝန်တိုမှုများချက်ချင်းအရှိန်ဟုန်မငြိမ်တိုးပွားသွားခဲ့သည်ထိုနေ့မနက်ပိုင်းကဆူလိုင်းဒီဆုံရှိကျွမ်းထန်ဆေးလာဖို့စဉ်အတင်းဖော်များကဆူလိုင်းကြောင့်ရင်ကုန်သလားဟုစနောက်မင်းမြန်းနေသည်ကိုကြားလိုက်ရသည်တို့တော်မာနာကြီးလာသောရှိကျွမ်းကသူတို့သည်လုတ်ဖော်ကိုင်းဖက်မြတာဖြစ်ကြောင်းညင်းဆိုခဲ့သည်ထိုစကားလုံးတိုင်းကိုဆူလိုင်းကြားသွားခဲ့မိဟုသူမထင်မှတ်ခဲ့ပေစိတ်မကောင်းဖြစ်သွားသောဆူလိုင်းသည်ဆေးကိုထားခဲ့ကထွက်သွားခဲ့သည်ရှိကျွမ်းကနောက်ကလိုက်သွားခြင်းတော်လဲလူများရှေ့တွင်သူ၏ခက်အေးခေါင်းဆောင်ပုံရိပ်ကိုမစွန့်လွတ်နိုင်ခဲ့ပေအတင်းဖော်များထွက်သွားမှသာလျှင်သူသည်နောင်တရစွာဖြင့်မိမိဘာကိုမိမိပြန်ရိုက်ခဲ့မိသည်အမားကိုပြန်ပြင်းသည့်အနေဖြင့်သူဒီကန်တင်းတွင်ဆူလိုင်းအတွက်ထမင်းကိုစောစီးစွာပြင်ဆင်ပေးထားခဲ့သည်ဆူလိုင်းနောက်ကျမှရောက်လာပြီးထမင်းကုန်သွားသည်ကိုတွေ့တော့အခါရှိကျွမ်းကထမင်းပန်းကန်ကိုအမြန်ယူလာပေးခဲ့တော်လဲဆူလိုင်းကလက်မခံခဲ့ပေထိုညတွင်ဗိုက်စာနေသောဆူလိုင်းထံသူငယ်ချင်းဖြစ်သူပွေရန်ဆုံးထမ်းမှဖုံးဝင်လာခဲ့သည်ရန်ဆုံးသည်ဆူလိုင်းအတွက်အစားအသောက်များစွာယူဆောင်လာပေးပြီးမေတ္တာပါသောမျက်လုံးများဖြင့်ကြည့်ရှုပေးခဲ့သည်တစ်ဖက်တွင်လည်းဆူလိုင်းဗိုက်စာနေမိကိုစိုးရိမ်သောရှိကျွမ်းသည်ခောက်ဆွဲတဲ့ပန်းကန်ကိုကိုရိုင်းချက်ပြုတ်၍လိုက်ရှာခဲ့သည်သို့သောဆူလိုင်းကိုဘယ်မှရှာမတွေ့သဖြင့်ဖိအံကိုလမ်းပြခိုင်းခဲ့ရမှဆူလိုင်းသည်သူ၏ပြိုင်ဘက်၏စိန်ခံကားပေါ်တွင်ထိုင်နေသည်ကိုမြင်လိုက်ရလေသည်ထိုမြင်ကွင်းကိုအထင်လွဲသွားသောရှိကျွမ်းသည်ဆူလိုင်းကိုအတင်းထန်ချက်ချင်းပြန်လာရန်အေးဆက်စွာအမိန့်ပေးခဲ့သည်သို့သောဝေယန်းဆုံးကတားဆီးလိုက်သဖြင့်အမျိုးသားနှစ်ဦးကြားတင်းမာမှုများပုံမမြင့်တက်လာခဲ့သည်အခြားအေနေကိုထိမ့်သိမ်းရန်အတွက်ဆူလိုင်းသည်သူငယ်ချင်းဖြစ်သူကိုပြန်လွတ်လိုက်ပြီးရှိကျွမ်းကိုဒေါသတကြီးစိုက်ကြည့်လိုက်သည်အဆောင်တို့ပြန်ရောက်တော့ခါရှိကျွမ်းချက်ပေးထားသည့်ခောက်ဆွဲကိုမြင်လိုက်ရသဖြင့်ဆူလိုင်း၏မကျေနပ်မှုများအလုံးပြောက်ွယ်သွားခဲ့သည်တိုးတော်ရှိကျွမ်းမှမူဆူလိုင်းကသူ့ကိုရစ်လျူရှုပြီးပြိုင်ဘက်ကိုကာကွယ်ပေးခဲ့သည့်ပုံရိပ်ကိုသာစိတ်ထဲတွင်ထက်ခါစဉ်းစားမိနေသည်ဒေါသနှင့်မကျေနပ်မှုများပောက်ကွဲကဆူလိုင်းပေးထားခဲ့သောဆံပင်စည်းကြိုးကိုအမိုက်ပုံးထဲသို့ပစ်ထည့်လိုက်တော့သည်နောက်တစ်နေ့မုန်းလွဲပိုင်းတွင်ရှိကျွမ်းသည်အတင်းဖော်ကသူ၏အခန်းကိုတန်ရှင်းရေးလုပ်ပေးရင်အမိုက်များသွားပစ်လိုက်ကြောင်းသိလိုက်ရသည်သူသည်အမိုက်ပစ်သည့်နေရာသို့အမြန်ပြေးသွားပြီးကမန်းကရန်အလူအဆက်ရှာဖွေတော့သည်အမိုက်တအိပ်ပြီးတအိပ်မွေးနောက်ရှာဖွေပြီးတွင်မှဘေးနားတွင်လဲကျနေသောဆံပင်စည်းကြိုးကိုနောက်ဆုံးနာရှာတွေ့သွားခဲ့သည်သူသည်ထိုဆံပင်စည်းကြိုးကိုအဖိုးတန်ရတနာတစ်ခုလိုလက်ထဲတွင်ကြစ်ပါအောင်ဆုပ်ကင်ထားလိုက်သည်ထိုချိန်ထိုနေရာမှာပင်ရှိကျွမ်းသည်သူ၏ခံစားချက်များထံမှထပ်မံထွက်ပြေးတော့မည်မဟုတ်ကြောင်းနောက်ဆုံးတွင်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်တော့သည်ဥက္ကဋ္ဌကြီးသည်သူချစ်ရသောကောင်မလေးကိုအခြားသူတယောက်ကနန်းရှုံနေသည်ကိုကြည့်ရင်ရင်ဘတ်တစ်ခုလုံးကွဲအမတက်နာကျင်ခံစားခဲ့ရသည်ဝေယန်းဆုံးဒီဆူလိုင်းကိုနှစ်ပေါင်း30ကျော်တိုင်းတိတ်တဆိတ်ဆောင်းရှောက်ပေးခဲ့တော်လဲဆူလိုင်းသည်သူ့ဘက်သို့တစ်ခါမျှလှည့်ကြည့်မလာခဲ့ပေစဉ်းစားမိလေလေပိုးရက်မကြေမနက်ဖြစ်ရလေလေမို့သူသည်အရက်ရှိန်ဖြင့်တတိမွေးကဆူလိုင်းထံတွားရောက်ခဲ့သည်တိုးတော်သူ၏ပုံမှန်မဟုတ်သောပြုမှုနေထိုင်ပုံများကြောင့်ဆူလိုင်းမှာတစ်ခါမျှမကြောက်ဘူးအောင်လမ်းဖြတ်တွားခဲ့ရသည့်အကြောင်းမှာဆူလိုင်းသည်သူမိအရင်ဆုံးသူငယ်ချင်းကသူမကိုချစ်ရေးဆိုလာလိမ့်မည်ဟုအိမ်မက်ထဲတွင်ပင်ထက်မှတ်ဖူးခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်ဆူလိုင်းမှာအံ့အားသင့်လုံးလေဘာလို့ရမှန်းမသိဖြစ်သွားခဲ့ရသည်သူမမမိနေသည်မှာလွန်ခဲ့သော10နှစ်ကငလျင်လှုပ်စဉ်ဆုံရှိကျွမ်းကအပြက်စီးများကြားမှသူမကိုကယ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်တိုးတော်သူမမသိခဲ့သည်မှာထိုစဉ်ကလူတိုင်းဘေးလွတ်ရာသို့ထွက်ပြေးနေကြချိန်တွင်သူမစီတို့ရောက်အောင်လူအုပ်ကြားထဲမှပြောင်းပြန်တိုးဝေပြေးဝင်လာခဲ့သူအခြားတစ်ယောက်လည်းရှိနေခဲ့ခြင်းဖြစ်သည်ရန်ဆုံးသည်ဆူလိုင်းကိုချစ်ရေးဆိုရန်တင့်တော်မိအခွင့်အရေးကိုစောင့်ဆိုင်နေခဲ့တော်လဲနောက်ဆုံးတွင်သူမသည်ရှိကျွမ်းကိုသာချစ်ကြိုက်သွားခဲ့သည်ကိုမတက်တာပဲထိုင်ကြည့်ခဲ့ရသည်ယခုခါတွင်မူစောစောစီးစီးဖွင့်မပြောခဲ့မိသည်ကိုနောင်တကြီးစွာရနေမိတော့သည်သူသည်ဆူလိုင်းကိုဖတ်တွေးရန်စ조사ခဲ့တော်လဲဆူလိုင်း၏ရိုက်လိုက်သောပါရိုက်တံကသူ့ကိုလက်တွေ့ကဘာသို့ရုတ်တရက်ပြန်လည်ရောက်ရှိသွားစေခဲ့သည်သူလုံးဝိုင်ဒီမှာခါးသီလာသောခန်းစားချက်များကိုမျိုးတိတ်ကလက်ထွက်သွားရန်သာဖြစ်ခဲ့သည်ဆူလိုင်းမှာမူနောက်တစ်နှစ်မလုံးမလဲဖြစ်မှုများလွှမ်းမိုးနေခဲ့သည်သူမသည်ရန်ဆုံး၏စေတနာနှင့်ကောင်းကွက်များကိုဆက်လက်မခံနိုင်တော့သဖြင့်ရန်ဆုံးစိတ်ငြိမ်သွားသည့်အချိန်ထိအဆက်အသွယ်ခါဖြတ်ထားရန်ဆုံးဖြတ်လိုက်သည်ဆူလိုင်းကိုသူမ၏ဘဝထဲသို့ပြန်လည်ရောက်ရှိစေခြင်းလုံးနှင့်ရန်ဆုံးသည်သူဆူလိုင်းကိုမေ့ပြောက်သွားပြီဟုယုံကြည်သွားစေရန်ရေးစားအတူတယောက်ပင်ငှားရမ်းခဲ့သည်သူသည်ထိုချစ်သူတူနှင့်အတူအင်တာဗျူးအစီအစဉ်တစ်ခုတွင်ပါဝင်ခဲ့သည်ထိုစီစဉ်တွင်ပင်ရှိကျွမ်းသည်လည်းထူးချွန်လူငယ်များ၏ကိုယ်စားလှယ်ဖြစ်အင်တာဗျူးဖြေကြားရန်ရောက်ရှိနေခဲ့သည်ရှိကျွမ်းသည်တစ်ခုလုံးကိုမျက်နှာသေးဖြင့်သာထိုင်ကြည့်နေခဲ့ပြီးမြင်တွေ့ခဲ့ရသမျှကိုသဘောမကျပါဖြစ်နေသည်မှာထင်ရှားလာသည်ဆူလိုင်း၏လုတ်ဖော်ကိုင်းဖက်များကရန်ဆုံးကိုဆူလိုင်း၏စစ်ဆက်ထားသူဟုပြောနေကြသည်ကိုသူကြားဘူးခဲ့သည်ကိုပြန်လည်တတိယသွားသည်ယခုအခါတွင်မူသူတို့နှစ်ဦးကြားတွင်တစ်ခုခုရှိနေသည်ဟုပိုလီပင်ယုံကြည်သွားခဲ့သည်မိသက်စခန်းသို့ပြန်ရောက်သောအခါရှိကျွမ်းသည်စိတ်တက်ကြကမိုင်တွေ့နေခဲ့သည်ထိုစီစဉ်ကို TV တွင်လင့်ထုတ်ပြီးအတင်းဖော်များကရန်ဆုံးကိုချီးကျူးပြောဆိုကြသောအခါရှိကျွမ်း၏စိတ်တက်မှာပုံမိုဆိုးရွားသွားခဲ့သည်ထမင်းပင်စားခြင်းစိတ်မရှိတော့ဘဲဖိအံအတူဘာလို့ရမှန်းမသိထိုင်နေမိသည်ဆူလိုင်းသည်စိတ်ပူသဖြင့်သူ့ထံဖုံးခေါ်ခဲ့တော်လဲမိသူများကိုင်းခြင်းမရှိခဲ့ပေထို့ကြောင့်သူမသည်ခွင့်ယူကမိသက်စခန်းသို့တိုက်ရိုက်လိုက်သွားခဲ့သည်ရှိကျွမ်းသည်ဆူလိုင်းကိုမြင်သည်နှင့်လက်ထွက်သွားသဖြင့်ဆူလိုင်းလည်းစကြောင်းမသိဘဲအံ့အားသင့်သွားခဲ့ရသည်ဆူလိုင်းကဘာကြောင့်ဒီလောက်စိတ်တုန်နေရတာလဲဟုမေးမြန်းကနောက်မှလိုက်သွားခဲ့တော်လဲရှိကျွမ်းကမူစကားတခုမျှမပြောဘဲမျက်နှာသေးဖြင့်သာနေခဲ့သည်ဆူလိုင်းမတော်တဆခြေကောက်သွားသည့်အချိန်မှသာရှိကျွမ်းသည်စိုးရိမ်တကြီးဖြင့်သူမထံပြေးလာခဲ့သည်ထိုခွင့်ရေးကိုယူရေးဆူလိုင်းကမေးမြန်းသောအခါရှိကျွမ်းကသူမရန်ဆုံးနှင့်လက်ထပ်တော်မီလားဟုပြန်မေးခဲ့သည်ဆူလိုင်းကမဟုတ်ပါကြောင်းသူတို့သည်သူငယ်ချင်းများသာဖြစ်ကြောင်းရှင်းပြခဲ့မှသာလျှင်ထိုထင်လွဲမှုမှာနောက်ဆုံးတွင်ပြေးလဲသွားခဲ့တော်သည်ဇနီးဖြစ်သူကမိသက်သမားလင်းယောက်ျားဖြစ်သူကိုနောက်ဆုံးတစ်ခေါက်ကြည့်ခွင့်ရဖို့တောင်းဆိုခဲ့တော်လဲဆုံရှိကျွမ်းကခွဲစိတ်ခန်းတကားပြင်ဘက်တွင်တောင်းကြီးရက်နေခဲ့ပြီးထိုနောက်ဆုံးကြည့်ခွင့်ကိုညှင်းဆန်ခဲ့သည့်ကျန်းချောင်းရင်ခွဲမတက်ငိုကြွေးတံများကလေထုထဲတွင်လွင့်ပြန်သွားခဲ့ပြီးထိုခဏရှိကျွမ်း၏ရင်ထဲတွင်လည်းနှလုံးသားတစ်စီဆုပ်ဖြဲခံလိုက်ရတယ်လို့ခံစားခဲ့ရသည်ရှိကျွမ်းထို့သို့ပြုမှုခဲ့ရသည့်အကြောင်းရင်းမှာတာဝန်ထမ်းဆောင်စဉ်အတွင်းသူ၏ရဲဘော်ရဲဘက်ကသူ့အသက်ကိုကယ်တင်ခဲ့သောကြောင့်ဖြစ်သည်ထို့သို့ကယ်တင်ရင်းဖြင့်ပင်ရဲဘော်ဖြစ်သူမှာမမှတ်မိနိုင်လောက်အောင်မိလောင်တန်ရာများရရှိသွားခဲ့သည်ဇနီးချစ်သူအားသူ၏အကောင်းဆုံးပုံရိပ်ကိုသာမှတ်မိစေခြင်းသောကြောင့်ထိုရဲဘော်၏တေခါနီနောက်ဆုံးဆန္ဒမှာရှိကျွမ်းအားသူမကိုငါရဲ့ဒီလိုပုံစံကိုမမြင်ပါစေနဲ့ဟုတောင်းဆိုခဲ့ခြင်းဖြစ်သည်ခင်ပွန်းဖြစ်သူ၏တေဆုံးမှုနှင့်ရင်ဆိုင်လိုက်ရသောအခါဇနီးဖြစ်သူမှာဆုံးမနိုင်သောအမောင်ထုနှင့်မျောလင်းချက်မဲ့ခြင်းတို့သာကြံရစ်ခဲ့ပြီးဖြစ်ပျက်ခဲ့သမျှကိုဘာတစ်ခုမျှလက်မခံနိုင်တော့ပေသူမရဲ့ရင်ထဲတွင်ရှိကြောင်းပေါ်မှာလည်းကောင်းခင်ပွန်းဖြစ်သူဖန်းဝိုင်အပေါ်နာလည်းကောင်းနာကြီးချက်များပြည့်နှက်သွားခဲ့သည်ကျန်းချောင်သည်မိသက်သမားတစ်ယောက်နှင့်လက်ထပ်ခြင်း၏တာဝန်ယူမှုများနှင့်အကျိုးဆက်များကိုတေချာစဉ်းစားနိုင်ရန်အတွက်ဆူလိုင်းအားထိုးဆက်ကြောင်းတစ်ခုလုံးကိုပြောပြခဲ့သည်ထို့နောက်ဆုံရှိကျွမ်းသည်ဖန်းဝိုင်၏မိဘများထံသို့တွားရောက်တွေ့ဆုံခဲ့သည်မိဘများကကျန်းချောင်သည်စိတ်ထားကောင်းမွန်သောကောင်မလေးတစ်ယောက်ဖြစ်ကြောင်းနားလည်ထားတော်လဲဖန်းဝိုင်ဆုံးပါသွားသည်မှာကြာပြီဖြစ်လေသူမအားအတိတ်ကိုမေ့ပြောက်ပြီးမိသားစုတစ်ခုထူထောင်စေခြင်းကြသည်ဘိုးဝါရေးတာမှထွက်လာပြီးနောက်ရှိကျွမ်းသည်နာကျင်ပွဲရအတိတ်ကင်းစင်သောတတိယမှုများကြတွင်နှိမ့်မြုပ်သွားခဲ့ရသည်ဖန်းဝိုင်၏တေဆုံးမှုကသူ့ပေါ်တွင်အလွန်လေးလံသောဝင်ထုတ်ဝင်ပိုးတစ်ခုအဖြစ်ရှိနေစေဖြစ်သည်
မိသက်စခန်းတို့ပြန်ရောက်တော့ခါမိုးများရွာသွန်းလာခဲ့သည့်ရှီကျွမ်းသည်လမ်းပြောင်းနေသလိုတယောက်တည်းမိုးထဲတွင်ရှောက်လန်းနေစဉ်ဆူလိုင်သည်ထီးတစ်ချောင်းကိုကိုင်းဆောင်ကသူ့နောက်ွယ်မှရောက်ရှိလာခဲ့သည်ဆူလိုင်ကရှီကျွမ်းအားအကြောင်းအရာအလုံးကိုသိရှိပြီးဖြစ်ကြောင်းပြောပြခဲ့ပြီးအတိတ်ကိုဆွတ်လွတ်ကမိမိကိုဒီထက်ပိုရဲ့ရဆက်ဆက်အပြစ်မတင်ပါနဲ့တော့ဟုနှစ်သိမ့်ပေးခဲ့သည်ထို့နောက်ရှီကျွမ်းသည်မိုးရေဆိုရွှဲနေသောဆူလိုင်ကိုသူ၏အဆောင်သို့ခေါ်ဆောင်လာခဲ့ပြီးလဲလှယ်ရန်သူ၏အဝတ်အစားချို့ကိုပေးခဲ့သည်သို့သောသူ၏ဘောင်းဘီမှာဆူလိုင်အတွက်လွန်စွာကြီးမားလုံးနေသဖြင့်ဝစ်စင်ရိပ်မရခဲ့ပေအခန်းတကားကိုဖွင့်လိုက်သည့်အချိန်တွင်မူရှီကျွမ်းမှာတော်တော်လေးအံ့အားသင့်သွားခဲ့ရတော့သည်ထိုမျိုးသားသည်ချစ်သူမလေးကိုအိမ်ပြန်ပို့ရန်သွားကြိုစဉ်သူ၏အချစ်ပြိုင်ဘက်ပါထိုနေရာသို့ရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်အချစ်ပြိုင်ဘက်နှစ်ယောက်ဆုံကြသည့်အခါဆူရဲသောအကြည့်များဖြင့်စိုက်ကြည့်ကြသည်မှလွဲ၍အခြားမရှိပေဆုံရှီကျွမ်းဒီပြိုင်ဘက်နှင့်လက်ဆွဲနှုတ်ဆက်လိုက်ရာတွင်အပြင်ပန်းအဖြစ်တည်ငြိမ်အေးဆေးနေတော်လဲတကယ်တော့တိတ်တဆိတ်အပြိုင်ဆိုင်စူးစမ်းရင်းဆူလိုင်သည်သူ၏ပိုင်ဆိုင်မှုဖြစ်ကြောင်းပေါ်လွင်အောင်ပြခဲ့သည်ထိုတင်းမာမှုများကိုတတိမမူမိသည်မှာဆူလိုင်တဲ့ရောက်တာဖြစ်ပြီးထွက်သွားစဉ်တွင်ပင်ဝေယန်းဆုံးအာလန်ခီဂယူဆိုင်ရန်မှာကြားခဲ့သည်ထိုပြုမှုကရှီကျွမ်းကိုပိုရမနာလိုဝန်တို့ဖြစ်သွားစေခဲ့သည်ကိုသူမှမသိခဲ့ပေအပြန်လန်းတွင်ရှီကျွမ်းသည်သူ၏ချစ်သူမလေးအားငါပြိုင်ဘက်နဲ့တွေ့တာကိုငါကိုကြုံမပြောဘဲဘာလို့သွားတွေ့ရတာလဲမင်းစီမှာဘာစင်ကြီးရှိလဲဟုဒေါသတကြီးမင်းမြန်းခဲ့သည်ရှီကျွမ်းသည်သူဒေါသထွက်နေကြောင်းဝန်ခံလိုက်ပြီးသူ့အပေါ်မိမြဂယူဆိုင်ကြောင်းမြင်လိုက်ရသည့်အခါဆူလိုင်မှာဝမ်းသာသွားခဲ့သည်ထို့ကြောင့်ယခုတစ်ခေါက်ရန်ဆုံးနှင့်တွေ့ဆုံခြင်းမှာအလုပ်ကိစ္စကြောင့်ဖြစ်ကြောင်းသူမကချက်ချင်းရှင်းပြခဲ့သည်မကြသေးမီကဖြစ်ပွားခဲ့သောရင်မတော်တဆမှုကြီးတစ်ခုကိုသတင်းယူစဉ်အတွင်းရန်ဆုံးရင်းနာအီးမြုံနှံထားသည့်ရဲ့အမည်ရှိကုမ္ပဏီတစ်ခုမှထုတ်လုပ်သောကားရည်ကဲတစ်တာများတွင်ပြင်းထန်သောဘေးအန္တရာယ်ဆိုင်ရာစိုးရိမ်ရမှုများရှိနေသည်ကိုသူမတွေ့ရှိခဲ့ရသည်သူငယ်ချင်းဖြစ်သူပါဝင်ပတ်သက်နေမည်ကိုစိုးရိမ်သဖြင့်ထိုကိစ္စအားတွားရောက်မေးမြန်းခဲ့ခြင်းဖြစ်သည်ထိုကိစ္စတွင်ရန်ဆုံးပါဝင်ပတ်သက်မှုမရှိကြောင်းအတည်ပြုနိုင်ခဲ့မှသာဆူလိုင်သည်တပြင်းချနိုင်ခဲ့တော်သည်သို့တော်မကင်းစင်သောရဲ့ကုမ္ပဏီဥက္ကဋ္ဌဆွန်မာမူချွေးစိမ့်များပြန်လာခဲ့ပြီးဆူလိုင်အားချက်ချင်းတွေ့ဆုံရန်စီစဉ်ခဲ့သည်သူသည်သတင်းထောက်မလေးအားငွေဖြင့်လက်ထိုးရန်စ조사ခဲ့တော်လဲမထင်မှတ်ပဲဆူလိုင်ကပြက်ပြက်သားသားညှင်းဆန်ခဲ့ပြီးအမှန်တရားကိုဖော်ထုတ်ကာရှော့ကြေးရထိုက်သောတန်ရာရသူများအတွက်တရားမျှတမှုရှာဖွေပေးမည်ဟုကြေညာခဲ့သည်သူမှမသိခဲ့သည်မှာထိုဥက္ကဋ္ဌဆွန်ဆိုသူသည်ရည်ရွယ်ချက်အတွက်ဆိုလျင်မိတိယုံမှမှုကိုမဆိုလှုပ်ဆောင်ဝမ်းသည့်သူတစ်ယောက်ဖြစ်နေခြင်းပင်ထိုညတွင်ဆူလိုင်အိမ်ပြန်ရောက်သောအခါထိတ်လန့်ဖွယ်ရာမြင်ကွင်းနှင့်ရင်ဆိုင်လိုက်ရသည်သူမတီတကားများနှင့်ပြတင်းပေါက်များကိုစိတ်ယုံမှဖြင့်ဆေးများပပြန်းထားခဲ့ကြသည်ထိတ်လန့်သွားသောဆူလိုင်သည်ရှီကျွမ်းထံချက်ချင်းဖုံးခေါ်ခဲ့တော်လဲအနီးနားရှိစောင့်ကြည့်ကင်မရာများအားလုံးဖျက်ဆီးခံထားရသဖြင့်ရဲတပ်ဖွဲ့ကအတုံးဝင်သောအချက်လက်များမရရှိခဲ့ပေရှီကျွမ်းသည်ဆူလိုင်ကိုတယောက်တည်းထားခဲ့ရန်စိတ်မချသဖြင့်သူ၏အိမ်သို့ခေါ်ဆောင်လာခဲ့သည်သူမကိုနေရာချထားပေးပြီးမိသက်စခန်းသို့ပြန်ရန်ပြင်ဆင်ခဲ့တော်လဲသူထွက်သွားတော့မိခဏတွင်ဆူလိုင်ကသူ၏အင်ဂျီလက်စကိုတာတာလေးဆွဲထားခဲ့သည်နောက်ဆုံးတွင်မူသူမပြန်ဘဲကြံရစ်ခဲ့တော့သည်တိုးတော်ကြောင်နောက်ဆန်ထုံးပါလူချင်းပူဆိုးကြုံသည့်ရောကြားကောင်းတစ်ယောက်ဖြစ်သည့်အတိုင်းသူသည်ဧကန်ချမ်းပြင်တွင်သာအိပ်ယာပြင်လိုက်ပြီးအင်၏တစ်ခုတည်းသောကုတင်စစ်စစ်ကိုဆူလိုင်အတွက်ပေးခဲ့သည်သို့တော်နှစ်ယောက်တည်းတည်တတ်ရှိနေသည့်အနေအထားကြောင့်နှစ်ယောက်ကြားရှိလေထုမှာအနှဲငယ်ယုံမှန်းတဆန်လာခဲ့သည်ဝမ်းနည်းစရာကောင်းသည်မှာရှီကျွမ်းကသူမိအရေးမြတ်များကိုလုံးဝနားမလည်ပဲကယ်ဆယ်ရေးလုပ်ငန်းများလှုပ်ဆောင်စဉ်ကကျမ်းပြင်ပေါ်တွင်အိပ်ယာသည်ကိုကျင့်ကြံနေပြီဟုပြောခဲ့ခြင်းဖြစ်သည်ထို့နောက်စိတ်ပြက်လက်ပြက်ဖြစ်သွားသောဆူလိုင်အားအိတ်ခမ်းထဲသို့အမြန်တွန်းပို့လိုက်တော်သည်ထိုညတွင်ဆူလိုင်သည်ဟိုလက်ဒီလက်ဖြင့်အိမ်မပျော်နိုင်ဖြစ်ကာအိတ်ခမ်းထဲရှိရှီကျွမ်းထံသို့တိတ်တဆိတ်ထွက်လာခဲ့သည်သူမသည်ကျမ်းပြင်ပေါ်တွင်ဖျောင်းတိုင်တိုင်ထုံးညှိလိုက်ပြီးသူ၏ဘေးနားတွင်လဲလျောင်းကချစ်ရသူ၏မျက်နှာကိုငေးကြည့်နေခဲ့သည်ရုတ်တရက်ရှီကျွမ်း၏မျက်လုံးများပွင့်လာခဲ့သဖြင့်ရှက်ကိုရှက်ကန်းဖြစ်သွားသောဆူလိုင်သည်အမြန်ထွက်ပြေးရန်စ조사ခဲ့တော်လဲရှီကျွမ်းကသူမအားသူ၏ဆောင်ထဲသို့ဆွဲသွင်းလိုက်တော်သည်တို့ဖြင့်သူတို့နှစ်ဦးသည်အိတ်ခမ်းကျမ်းပြင်ပေါ်တွင်တယောက်ကိုတယောက်ပွေ့ဖက်ရင်းအိပ်ပျော်သွားခဲ့ကြသည်နောက်တစ်နေ့မနက်တွင်မူအိမ်သို့တန်ရှင်းရေးလုပ်ရန်ရောက်ရှိလာသောအဖိုးဖြစ်သူ၏လက်ပူးလက်ကျက်ဖမ်းဆီးခြင်းကိုခံလိုက်ရတော့သည်စုံတွဲငယ်လေးအိမ်မောကြနေစဉ်အဖိုးဖြစ်သူရုတ်တရက်ဝင်လာခဲ့သဖြင့်သူတို့နှစ်ဦးမှထိတ်လန့်ကြဖြင့်ဒုံခနဲ့တထိုင်လိုက်ကြသည်ဆူလိုင်မှာအထူးပင်ရင်ထိတ်ထိတ်ဖြစ်နေပြီးဘာလို့ရမှန်းမသိတော့ပေဆုံရှီကျွမ်းပါမိသားစုနှင့်ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာဒီလိုပုံစံဖြစ်လာလိမ့်မည်ဟုသူမမိသည့်အခါမျှထွေးထင်မထားခဲ့ပေအဖိုးဖြစ်သူကသူတို့နှစ်ဦးအားတင်းမာသောမျက်နှာပေးဖြင့်ကြည့်လိုက်ရာဆူလိုင်မှာအမားလုပ်ထားသည့်ကလေးတစ်ယောက်လိုခေါင်းငိုက်ဆိုင်ကျသွားခဲ့သည်ရှီကျွမ်းကရှင်းပြရန်ပြင်လိုက်တော်လဲအဖိုးကလက်ပြထားစီလိုက်ပြီးညဘက်အချိန်ရလာညကြရင်သူ့ကိုအိမ်ခေါ်ခဲ့ပြီးထမင်းတူတူစားကြတာပေါ့ဟုပြောကလက်ထွက်သွားခဲ့သည်တိုးတော့အဖိုး၏ရင်ထဲမှဝမ်းသာပြီးတီးဖြစ်မှုကိုမူဖုံးကွယ်လေးမရခဲ့ပေညစာစားပွဲတွင်အဖိုးဖြစ်သူသည်လူဦးရေစရင်စစ်ဆေးနေသည့်အလားဆူလိုင်၏နောက်ကျောင်းကျောင်းရာအားလုံးကိုမေးမြန်းခဲ့သည်သူသည်ဒီနာကက်မြင်းမလေးပေါ်လွန်စွာသဘောကျနှစ်သက်နေပြီးမင်္ဂလာဆောင်ရန်ပင်တိုက်တွန်းခြင်းစိတ်ဆောနေခဲ့သည်ထို့အပြင်မြေဖြစ်သူအားဆူလိုင်ပေါ်တာဝန်ယူရမည်ဟုခက်ထန်စွာမှာကြားခဲ့သည်ရှီကျွမ်းမှလည်းရှင်းပြရမရတော့သဖြင့်လောလောဆယ်တွင်ခေါင်းညစ်လက်ခံလိုက်ရတော့သည်နောက်တစ်နေ့တွင်ဆူလိုင်သည်ကုမ္ပဏီသို့ပြန်ရောက်လာခဲ့သည်သူမသည်ရှိရဲ့ကုမ္ပဏီမတော်တဆမှုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာကိုလုပ်ဖော်ကိုင်ဖက်ထံလွှဲပြောင်းပေးခဲ့ပြီးစက်ရုံအတွင်းသို့ရုပ်ဖြတ်ကာထပ်မံစုံစမ်းရန်အတွက်တဟုန်ထိုးကင်မရာအသေးလေးတစ်လုံးကူညီရှာဖွေပေးရန်တောင်းဆိုခဲ့သည်တိုးတော့သူတို့၏စကားဝိုင်းကိုမကောင်းကြံလို့သောအမျိုးသမီးတဦးကမတော်တဆကြားသွားခဲ့ပြီးရှိရဲ့ကုမ္ပဏီဥက္ကဋ္ဌထံအမိမဖော်ဘဲသတင်းပေးလိုက်တော့သည်ဆူလိုင်တယောက်တည်းသွားရမည်ကိုစိုးရိမ်သဖြင့်ရှီကျွမ်းသည်စုံစမ်းစစ်ဆေးမှုတွင်လိုက်ပါရန်ခွင့်တရက်ယူခဲ့သည်အနေအများနီးကပ်လာနေသည်ကိုမတိကျသောသူတို့နှစ်ဦးသည်စက်ရုံသို့ရောက်ရှိသွားခဲ့ကြသည်တက်တန်းလုံးအပိုပစ္စည်းများ၏အထောက်အထားများကိုအောင်မြင်စွာရိုက်ကူးပြီးနောက်တိတ်တဆိတ်ထွက်ခွာရန်စ조사ခဲ့တော်လဲတုံများကိုစီကိုင်းဆောင်ထားသောလူမိုက်တတိုက်ကလမ်းပိတ်ဆို့လိုက်ကြသည်ရှီကျွမ်းသည်ဆူလိုင်ကိုဆွဲခေါ်ကာကုံလောင်ယုံဘက်သို့ထွက်ပြေးခဲ့သည်လူမိုက်များနောက်မှထက်ချက်မကွာလိုက်လံတိုက်ခိုက်